ခန့်ညားထဲဝါလာတဲ့စစ်အခမ်းအနားနဲ့ကျင်းပနေတဲ့ဇာပနာပွဲတစ်ခုစီကိုမျိုးသားတယောက်ရှောက်လန်းလာခဲ့တယ်။ဒါပေမဲ့သူဝတ်ဆင်ထားတာကစစ်ဝတ်စုံမဟုတ်သလိုဝမ်းနေခြင်းအထိမ့်မှတ်လက်ရောင်ဝတ်စုံလည်းမဟုတ်ခဲ့ပါဘူး။သူဟာတောက်ကလုံးနဲ့အစိမ်းရောင်ကောင်းဝင်တစ်ထည်နဲ့ပန်းရောင်ချီအိတ်ကိုဝတ်ဆင်ထားတာပါ။ဒီမြင်ကွင်းကိုကြည့်ပြီးလူတွေအံ့ဩနေကြပေမဲ့ဒီနောက်ွယ်မှာတော့မျက်ရည်ကျလောက်စရာအကြောင်းရင်းတစ်ခုရှိနေခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့သူနဲ့သူ၏အချစ်ဆုံးတငယ်ချင်းဖြစ်သူတို့အာဖဂန်နစ္စတန်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေကြစဉ်အခါကသူတို့နှစ်ဦးကြားမှာရေစရာကောင်းတဲ့ကတိတစ်ခုထားခဲ့ကြတယ်။အဲ့ဒါကတော့တကယ်လို့ငါတို့တဲကတယောက်ယောက်သာစစ်ပွဲမှာကြာဆုံးသွားခဲ့ရင်ကြံခဲ့တဲ့လူကတေဆုံးသူရဲ့စာပနာကိုကောင်းဝင်ဝတ်ပြီးတက်ရောက်ပေးရမယ်ဆိုတာပါပဲ။ဒါပေမဲ့ကံကြမ္မာကရက်ဆက်လွန်ခဲ့ပါတယ်။သူတငယ်ချင်းဟာလက်ပစ်ဘုံတန်ကြောင့်မမျော်လင့်ပဲစစ်မြေပြင်မှာအသက်ပေးလိုက်ရရှာတယ်။စာပနာပွဲမှာအစိမ်းရောင်ကောင်းဝင်ကိုဝတ်ပြီးမျက်ရည်တွေနဲ့ရက်နေတဲ့သူ့ကိုမြင်လိုက်ရတဲ့အခါတခြားစစ်တီတော်တွေဟာသူ့ကိုလှောင်ပြောင်ရင်မောခြင်းမပြုခဲ့ကြပါဘူး။အဲ့ဒီအစာတငယ်ချင်းပေါ်ထားတဲ့အလှပဆုံးနဲ့တန်ဖိုးအရှိဆုံးဂတိကိုတည်ခဲ့တဲ့အတွက်သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့အလေးမြတ်ပြုကအလေးပြု salute ခဲ့ကြပါတော့တယ်။